မကာချက်ဘလောက်ကောင်းကောင်းခါဘစ်လိုမဖြစ်လာနိုင်တယ်လို့ဒိုဘူရီယာဘလောက်ကောင်းကောင်းကော်နာလိုဖြစ်မလာနိုင်ပါဘူးခါဘစ်နဲ့ကော်နာတို့ခစ်ကုံသွားရဲ့အခုလက်ရှိမှာဆိုလို့ရှိရင်မကာချက်နဲ့ဒိုဘူရီယာတို့ရဲ့ခက်အခါရောက်ရှိလို့လာပြီးဒီဖိုက်တာတွေကတော်တော်လေးကိုရည်ချင်းရှိတဲ့ဖိုက်တာတွေဖြစ်ကြပြီးတော့လက်ရှိအချိန်မှာဆိုလို့ရှိရင်လေဝေဒန်နှစ်ခုရဲ့ချန်ပီယံတွေအဖြစ် UFC မှာတမိုင်းအသစ်ရေးထိုးထားကြပါရီဒိုဘူရီယာကကော်နာလိုပဲဝေဒန်နှစ်ခုရဲ့ချန်ပီယံဖြစ်တာဆိုပေမဲ့မကာချက်ကတော့ခါဘစ်ကိုတောင်ကြော်ပြီးတော့ဝေဒန်နှစ်ခုရဲ့ချန်ပီယံဖြစ်လက်ရှိ UFC လောကမှာတော်လေးကိုကြော်ကြားနေရပါဒါကြောင့်မကာချက်ကခါဘစ်အတွက်ပိုကောင်းတယ်လို့ထင်သွားနိုင်ပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ဘူးဗျအဲ့လိုပဲဝေဒန်နှစ်ခုရဲ့ချန်ပီယံဖြစ်သွားခြင်းတူရဲ့အတွက်ကြောင့်မလို့ဒိုဘူရီယာကကော်နာနဲ့ level 2သွားရလို့ထင်နိုင်နေဆိုပေမဲ့လေတကယ်တမ်းမှာတော့အဲ့လိုမဟုတ်ပြန်ပါဘူးအရှင်းဆုံးပြောမယ်ဆိုလို့ရှင်ဗျာမကာချက်နဲ့ဒိုဘူရီယာတို့ကခါဘစ်နဲ့ကော်နာတို့ရဲ့ကြော်ကြားမှုနဲ့ကိုယ်ပိုင်အောင်မြင်မှုတွေစီကိုမမီသေးပါဘူးခါဘစ်ဆိုလို့ရှိရင်လေရှုံးပွဲမရှိဆိုတဲ့အနေထားတဲ့ UFC သမိုင်းမှာတူရဲသော fighter အဖြစ်ရှားပါးဆိုင်ရင်တစ်ခုကိုတင်ပြထားပါရီကော်နာတော့ပြောမနေပါနဲ့တော့ UFC သမိုင်းမှာသူ့ရဲ့ကြော်ကြားမှုတွေအခုချိန်ဒီဘယ် fighter မှလိုက်ပြီးတော့မမီသေးတာပါရှေ့ဆက်လေးပဲ fighter တွေကသူ့ထက်ခပတ်တီတာပို့ပြီးတော့ရချင်ရသွားလိမ့်မယ်ကြော်ကြားမှုနဲ့အောင်မြင်မှုတွေကိုတော့လိုက်ပြီးတော့မှီနိုင်မယ်လို့ကျွန်တော်မထင်ပါဘူးဒီတော့လက်ရှိမှာမကာချက်ခပတ်နှစ်ခုရရဲဆိုတာခါဘေးရဲ့ရှုံးပွဲမရှိစံချိန်ကိုမကြော်နိုင်သေးသလိုတိုဘူရီယာရဲ့ဝေဒန်နှစ်ခုချန်ပီယံဆိုတဲ့အောင်မြင်မှုကလည်းပဲကော်နာမက်ဂရီဂေါ်ရဲ့အောင်မြင်မှုတွေကိုတန်းသွားညှိလို့မရသေးပါဘူးထိုးဖို့ပါဆိုလို့ရှိရင်လည်းမကာချက်ကအတော်လေးကိုချိုးအားကောင်းပေမဲ့ဒက်စတင်ဘွိုင်ရီယာနဲ့ကော်နာတို့ကိုချုပ်သွားတဲ့ခါဘေးရဲ့ခွန်အားကြီးမှုတွေကိုတော့လိုက်ပြီးတော့မမီသေးပါဘူးအဲ့လိုပါပဲဒိုဘူရီယာလက်သီးကောင်းတယ်ဆိုတာကလည်းကော်နာရဲ့ကောင်နာလက်ထွက်တွေလောက်နာမည်မကြီးသေးပါဘူးကော်နာမက်ဂရီဂေါ်ရဲ့ကောင်နာထိုးချက်တွေဆိုလို့ရှိရင်မဟာပြိုင်ဘက်တွေပြစ်ကြတဲ့ခါဘေးတို့ညီနောင်နေရတော့မှကြီးကျူးရတာပါအခုလိုပြောလို့မကာချက်နဲ့ဒိုဘူရီယာတို့ကမကောင်းအရေးချင်းမရှိဘူးလို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘူး UFC သမိုင်းကြီးကအကြော်ကြားဆုံး2ယောက်နဲ့ရှင်လိုက်တဲ့အခါမှာသူတို့ကအများကြီးလုံနေသေးတယ်လို့ကျွန်တော်ပြောချင်တာဒါကြောင့်မလို့တကယ်ပွဲကြီးရဲ့သူတွေဆိုရင်သိပါလိမ့်မယ်မကာချက်ဒိုဘူရီယာကိုရှောင်းပဲလုံနေတဲ့ပုံစံမျိုးကကော်နာအမောက်သိခဲ့တဲ့ခါဘေးရဲ့တက်တီကိုမမီသေးပါဘူးအဲ့လိုပဲဒိုဘူရီယာလေးပဲပြိုင်ဘက်တွေကိုပြောကြံပြောပြီးတော့လေတိုက်နေရဆိုပေမဲ့သူ့ကိုယ်ပိုင်အရက်ကို UFC မှာပေါ်တင်ကြောညာရေးခဲ့တဲ့ကော်နာရဲ့တက်တီလောက်တော့မခန်းသားသေးပါဘူးဒီတော့ပရိသတ်တွေကမကာချက်နဲ့ဒိုဘူရီယာတို့ကိုဒုတိယခါဘေးနဲ့ကော်နာလို့ဘလောက်ပဲအမုန်းတင်နေဖြစ်လာနိုင်မှာအတော်လေးကိုအလန့်ဝေးပါသေးတယ်ပွဲရွေးနေရတဲ့နေမဲ့ခါဘေးနဲ့ကော်နာတို့ကရှင်ပြိုင်မှုအငွေ့သက်ကိုပရိသတ်တွေအနေနဲ့အခုလက်ရှိမကာချက်နဲ့ဒိုဘူရီယာတို့စီမှာခံစားရအောင်မှာတော့မဟုတ်သေးပါဘူး